ပါလက်ရှိအနေထားမှာတော့ Nike က Joshua Ban ကို sponsor တွေတောင်ပေးနေပြီဖြစ်ပါတယ် Is there The whole Vans, huh? Hey, here's a great time. Is there a sponsor you would like? That or Nike would be nice. Or Cadillac. No, that's gonna happen. ဒီအကြောင်းအရာနဲ့ပတ်သက်လို့တော့ကာယကန်ရှင်ဖိုက်တာလေးကခိုင်ခိုင်မာမာတိတိကျကျထုတ်ပြောတာမျိုးလုံးဝမရှိပါဘူးသို့တော်လည်းသူ့ရဲ့ကွန်ပြင်မအဓိပတိတွေမှာဝတ်ဆင်တဲ့ဝတ်စားတွေအများစုကိုကြည့်လိုက်မယ်ဆိုရင် Nike brand တွေဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပြုလုပ်သွားတဲ့အင်တာဗျူးမှာဆိုရင် Joshua Ban ဝတ်ဆင်ထားတဲ့အင်ကြီးက Nike အင်ကြီးဖြစ်ပါတယ်ဒါအပြင်သူ့ရဲ့ My Day Story မှာတင်နေတဲ့ပုံတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း Nike brand တွေကိုပဲစက်တိုက်ဝတ်ဆင်နေတာပါဒီလိုအကြောင်းရင်းတွေကြောင့်ကျွန်တော်ကတော့ Joshua Ban နဲ့ Nike တို့ဟာ sponsor စာချုပ်ချုပ်ဆိုထားပြီးပြီလို့တောင်းကောင်းချက်ချလိုက်ချင်ပါတယ်ဒီနေရာမှာပြည်သက်တွေနားလည်တော့အောင် Joshua Ban နဲ့ Nike တို့ရဲ့ sponsor စာချုပ်ကဘယ်လိုပုံစံမျိုးဖြစ်နိုင်လဲဆိုတာကျွန်တော်ရဲ့ user ချက်တစ်ခုကိုလည်းထပ်ပြီးပြောပြချင်ပါတယ်ကမ္ဘာကျော် promotion ကြီး UFC ကတော့ fighter တွေအနေနဲ့သူတို့ရဲ့ sponsor တွေကိုအထက်ကန်ဝိုင်းတွင်သယ်ဆောင်လာခွင့်မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ UFC က fighter တယောက်ကိုစာချုပ်ချုပ်ပြီးဆိုရင်အပြည့်အဝကိုထောက်ပံ့ပေးတာပါသူတို့ဝတ်ဆင်မဲ့အဝတ်အစားတွေရှူဖနက်တွေဒိုင်းရက်ပလန်တွေစတဲ့ပုံစံမျိုးစုံနဲ့ကို package လိုက်ထောက်ပံ့ပေးတာပါဒါကြောင့်မလို့ fighter တွေအနေနဲ့အထက်ကန်ဝိုင်းတွင်ဝင်ရောက်တဲ့အခါမျိုးမှာ UFC က sponsor တွေကိုပဲကိုစားပြုရပါတယ်လက်ရှိ UFC ရဲ့ sponsor က Phantom ဖြစ်ပါတယ်ဒါကြောင့်မလို့အခြားသောကမ္ဘာကျော် brand ကြီးတွေအနေနဲ့ UFC အထက်ကန်ဝိုင်းအတွက်မှာလုံးဝမြင်တွေ့ရမှာမဟုတ်ပါဘူးfighter တွေဟာလည်းသူတို့နဲ့စာချုပ်ချုပ်ဆိုထားတဲ့ brand တွေရှိခဲ့တဲ့ဆိုရင်တောင်အထက်ကန်ဝိုင်းအတွက်မှာကိုစားပြုခွင့်လုံးဝမရှိပါဘူးအဲ့ဒီတော့ Joshua Ban နဲ့ Nike တို့စာချုပ်ချုပ်ဆိုတဲ့အနေအထားဟာကွန်ပြင်မအဒီဗတီတွေနဲ့ပဲသက်ဆိုင်မဲ့ထင်ပါတယ် UFC ကကိစ္စတွေနဲ့လုံးဝသက်ဆိုင်လို့မရပါဘူးစပွန်ဆာစာချုပ်တွေကြားအဲ့လိုပုံစံမျိုးညီးလို့အဆင်မပြေပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါကကမ္ဘာကျော်လုပ်ငန်းကြီးတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့သူစီကိုစီတတ်မှတ်ပြီးစပွန်ဆာချေးတွေကိုလက်ခံကြတာပါအဲ့လိုအကြောင်းရင်းကြောင့်ပဲ Joshua Ban ကလက်ရှိပွဲထိုးတက်ဖို့ဝေးကွာနေတဲ့အနေအထားမျိုးမှာသူဝတ်ဆင်တဲ့ဝတ်စားတွေအားလုံးက Nike နဲ့ဆက်နေတာပါဒါကတော့ပြည်သက်တွေမြင်အောင်ကျွန်တော်ကဆွဲထုတ်ပြတာဖြစ်ပါတယ်အဲ့ဒီတော့ Joshua Ban နဲ့ Nike တို့လက်တွဲထားတဲ့ဆိုတဲ့ user ချက်ကိုပို့ပြီးခိုင်မာစေတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကိုလည်းထပ်ပြီးပြောပြချင်ပါတယ်ကျွန်တော်တို့ရဲ့ fighter လေးဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်းက interview တွေထပ်ပြီးလှုပ်ဆောင်ခဲ့ရပါတယ်အဲ့လိုလှုပ်ဆောင်တဲ့အနေအထားမှာသူဝတ်ဆင်တဲ့ဝတ်စားတွေအားလုံးက Nike ကိုကိုစားပြုတာပါ Brandon Rober ကိုအနိုင်ယူပြတဲ့ပွဲပြီးမှာ sponsor လုပ်ငန်းတွေကသူ့ကိုပုံစံမျိုးစုံနဲ့ချင်းကပ်လာခဲ့တဲ့ဆိုတဲ့အကြောင်းကိုလည်းအခုလိုပုံစံမျိုးနဲ့ဖွင့်ဟသွားခဲ့ပါတယ် Sponsors after a performance like that and you don't have to say what or when or where did you get approached by other like deals coming in people wanting